မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်တို့နှလုံးယောဂသမားများတို့တကယ်ကိုမှဆေးဆွမ်းထက်တဲ့ဆေးကောင်းတက်လက်ရှိကိုအမျိုးတွေရှိကိုစေတနာမေတ္တာဖြစ်လာရောက်မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်ခံစားနေရဝိညာဉ်ရှင်အမျိုးတွေလည်းเนาะကျွန်တော်တို့အနာနဲ့ဆေးနဲ့တွေ့ပြီးတော့ဘယ်ယောဂမဆိုဘယ်ဆေးနဲ့မဆိုအမြန်ဆုံးတက်တာပျောက်ကင်းပါစေလို့လည်းဒီနေရာလေးကျွန်တော်ထပ်ပြီးဆုတောင်းပေးတယ်ပေါ့နော်နှလုံးဝေဒနာရှင်များတို့ကျွန်တော်တို့တောက်သုံးပေးရမယ်ဆေးနည်းလေးရတော့ကမွန်းချင်းနော်ကမွန်းချင်းကျွန်တော်ကမွန်းချင်းရတော့အားလုံးလည်းသိကြပါတော့ကျွန်တော်ဟင်းညိုတွေချက်တောက်တာတို့တချို့ဆိုငါးလေးနဲ့တော့ချက်ထားတော့ဒါအောင်မှစားကောင်းတယ်နော်ချင်းပြုံးလေးနဲ့ကမွန်းချင်းငါးချက်သားထညက်ခဲထန်းထညက်30သားနော်စားလေးအနှဲငယ်နဲ့ကျွန်တော်တို့နော်သူ့ကိုပြုတ်ပေးရမှာပါနော်စားလေးအနှဲငယ်ထည့်လိုက်ပါထည့်ပြီးတော့ရေ3ခွက်တစ်ခွက်ကြံကျွန်တော်တို့ပြုတ်ပေးပါခင်ဗျာကိုမှကိုရေကတော့3ခွက်တစ်ခွက်ကြံနော်3ခွက်ရေထည့်မယ်ကျွန်တော်တစ်ခွက်ကြံတချို့ကလည်းမေးမယ်ရေခွက်ကဘယ်ရေခွက်နဲ့လဲပေါ့ကျွန်တော်ငကြင်းဖန်ခွက်ပေါ့နော်ငကြင်းဖန်ခွက်နဲ့ထားလိုက်ပါငကြင်းဖန်ခွက်နဲ့ရေ3ခွက်ထည့်ပြီးတော့တစ်ခွက်ကြံအောင်ပြုတ်ပြီးတော့ကျွန်တော်နေ့စဉ်နော်ပုံမှန်လေးကျွန်တော်တောက်သုံးပေးပါမယ်ဆိုရင်ဒီတော့ခုနကကျွန်တော်ပြောတဲ့နှလုံးရောဂါခံစားနေရတဲ့ဝိညာဉ်ရှင်အမျိုးတွေအတွက်တကယ်ကိုမှတက်တာပြောက်ပြင်းတဲ့စီနီလန်းလေးမို့လို့စေတနာမေတ္တာဖြစ်လာရောက်မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်လိုက်လို့ကြည့်ပါကိုလုံးမကိုပြောက်မှာပါကိုမလုံးတော့လည်းပြောက်မှာမဟုတ်ဘူးเนาะကျွန်တော်တို့ကဆေးနီးတွေကတော့အများကြီးပဲဒီယောဂတစ်ခုဆေးနီးတွေအများကြီးရှိတယ်တချို့ကြတော့လည်းဒီဆေးနီးနဲ့ပြောက်သွားတယ်တချို့ကြတော့လည်းမပြောက်ဘူးဒါကလည်းကျွန်တော်တို့ရဲ့ကုသိုလ်ကံကျွန်တော်တို့ရဲ့ဝိညာဉ်ကန္တာနဲ့လည်းဆိုင်နေပေါ့နော်အနာနဲ့ဆေးဆိုတာတော့တူးတယောက်ပြောက်လို့လေကိုကပြောက်ချင်မှပြောက်မယ်ဒါပေမဲ့သူများတော့ဒီဆေးကိုငါလှုပ်ကြည့်တယ်ဘာမှတော့မထူးခြားဘူးဆိုပြီးတော့မလှုပ်ပဲနဲ့တော့မနေပါနဲ့เนาะကိုနဲ့အဲ့ဒီဆေးနဲ့တာဟာစာတာတက်ရင်လေအခုယောဂပျောက်သွားနိုင်သလိုသူနဲ့အဲ့ဆေးနဲ့တာဟာစာတာအနာနဲ့ဆေးတဲ့မတွေ့ရင်လေကျွန်တော်တို့ယောဂဆိုတာဘယ်ယောဂမဆိုတက်တာပျောက်ကင်းနေမှာပျောက်ကင်းတာပေါ့နော်တချို့ဆိုရင်တကယ်ဥမာကျွန်တော်ခန္ဓာကြီးကျယ်တဲ့ဆေးရုံကြီးဆေးကန်းကြီးနော်တကယ်ဥမာဆေးကောင်းစားတွေကျွန်တော်ထိုးတယ်နော်တောက်တယ်ဒါပေမဲ့မပျောက်ဘူးကျွန်တော်တို့ဒါအိမ်တွင်းနော်ဆေးနည်းနဲ့တချို့ဆိုရင်ကျွန်တော်ပျောက်သွားတယ်ပြအများကြီးရှိတယ်ပေါ့နော်အားကြောင့်မို့ကိုယ့်ရဲ့ကုသကံကိုယ့်ရဲ့ဝိညာဉ်ကန္တာနဲ့လည်းဆိုင်တဲ့အတွက်ကျွန်တော်တို့လုပ်ကြည့်ပါနော်နှလုံးယောဂသမားတွေအတွက်တကယ်မှလွယ်ကူရိုးရှင်းတယ်ပေါ့နော်ကျွန်တော်ပြန်ပြီးတော့ပြောပြပေးပါမယ်ကမွန်းချင်းငါးချက်သားထညက်ခဲထန်းထညက်30သားနော်စားလေးအနှဲငယ်ထည့်ပြီးတော့ရေ3ခွက်တစ်ခွက်တင်ကျွန်တော်တို့ကြံအောင်ပြုတ်ပေးပါပြုတ်လို့ရတဲ့အရေလေးကိုနေ့စဉ်ကျွန်တော်တို့ပုံမှန်လေးတောက်ပေးပါလို့ဒီနေ့လေးကျွန်တော်ပြောချင်တယ်ပေါ့နော်ခစားနေရတော့ဝိညာဉ်ရှင်အမျိုးတွေလဲနော်ဘယ်ဆေးနည်းနဲ့မဆိုကိုယ့်ရဲ့ဝေဒနာမှန်သမျှအားလုံးအမြန်ဆုံးတက်တာပျောက်ကင်းပါစေနောက်တစ်ခုကကျွန်တော်မှချင်တာကျွန်တော်ရဲ့ဗီဒီယိုလေးကိုကိုကတော့မဖြစ်ဘူးဒါပေမဲ့ကိုဘေးနားမှာရှိတဲ့တငယ်ချင်းပေါင်းချင်းတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများဖြစ်ခဲ့ရင်လည်းဒီဗီဒီယိုလေးရဲ့နီးလန်းတိုင်းအမျိုးတွေလိုက်လို့မယ်ဆိုရင်နော်အမျိုးတွေကပြပေးမယ်ဆိုရင်သူတို့ပျောက်သွားတယ်ဆိုရင်အမျိုးတွေလည်းကုသိုလ်ရသူကျွန်တော်လည်းကုသိုလ်ရတာပေါ့နော်ဒါကြောင့်မို့တူးမြတ်တာတူးစေတနာပေါ့နော်ဘလိုပဲကုသိုလ်မျှစားကြတာပေါ့နော်ကျွန်တော်ရဲ့နောက်လာမယ့်ဗီဒီယိုတွေမှာလည်းကျွန်တော်ဘလို့ဆွေးဆန်းကောင်းများကိုယူဆောင်လာပေးအောင်မလဲဆိုတော့လေကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ဒီနေ့လေးကျွန်တော်ဖိတ်ခေါ်ချင်တယ်ပေါ့နော်အမျိုးတွေအားလုံးလည်းကျမ်းမာပါစေချမ်းသာပါစေအနာမျိုး96ပါးယောဂလည်းကင်းဝေးပါစေကက်ကြီး3ပါးမှလည်းကြော်လွှမ်းနိုင်ပါစေလို့ဒီနေ့လေးကျွန်တော်ဆုတောင်းပေးတယ်ပေါ့နော်ကျွန်တော်တို့ခံစားနေရသောအနာမျိုး96ပါးယောဂကိုခံစားနေရသောဝေဒနာရှင်အမျိုးတွေအားလုံးနော်စိတ်ချမ်းသာရင်ကိုယ်ကျမ်းမာရင်နဲ့ပြည့်စုံပြီးခံစားနေရဝေဒနာမှန်သမျှအမြန်ဆုံးသက်သာပျောက်ကင်းပါစေကိုချစ်ခင်ရသောမိသားစုနဲ့သူအသက်100တိုင်မကအသက်200တိုင်အေးချမ်းပျော်ရွှင်စွာဘဝခီးလန်းကိုဖြောင့်ဖြူးစွာအေးချမ်းစွာငြိမ်းချမ်းစွာပျော်ရွှင်စွာဖြတ်တန်းနိုင်ကြပါစေလို့ဒီနေ့လေးကျွန်တော်ထပ်ပြီးတော့ဆုတောင်းပေးပါတယ်ခင်ဗျာ